မလေးရှားမှာအိမ်နာစီးတဲ့လို့ရင်းနဲ့တလောက်22သိန်းရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ယုံလိုက်ပါဒါကတကယ်လက်တွေ့ရနေတာဘာလို့လုပ်လဲဆိုလို့ရှိရင်ဟိုတယ်မှာလုပ်တာဟိုတယ်မှာလုပ်တဲ့အလုပ်ကဘာလဲဆိုရင် housekeeping ဆိုတာကျွန်တော်တို့ဟိုတယ်တွာလာနေတဲ့လူတွေကိုကြတော့သိကြမယ်မသိတဲ့လူတွေကိုရှင်းပြရမှာဆိုလို့ရှိရင် housekeeping ဆိုတာကကျွန်တော်တို့ဟိုတယ်မှာအောက်ခြေတဲ့အလုပ်ကိုအကုန်လုပ်ရတာအိမ်သာဆေးရမယ်ရေချိုးကန်တန့်စီလုပ်ရမယ်အမိုက်တွေရှင်းထုတ်ရမယ်နောက်ပြီးတော့အိယာတွေခင်းရမယ်အိယာတွေလေးရမယ်ကက်စတမာတွေသုံးရတဲ့တာဝါတွေတောက်ရတဲ့ရေတွေကော်ဖီမစ်တွေနောက်ပြီးတော့သုံးရတဲ့ခေါင်းလျှော်ရည်တို့ရေချိုးစပြာတို့အကုန်လုံးအစဆုံးပြန်ထည့်ပေးရအဓိကကတော့တန့်ရှင်းရေးဟိုတယ်တစ်ခုရဲ့အခန်းတစ်ခန်းရဲ့တန့်ရှင်းရေးကိုအောက်ခြေတင်းလုပ်ရတဲ့အလုပ်တစ်ခုဒါကြောင့်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ housekeeping တွေကပြင်ပန်းတဲ့အထဲမှာပါတယ်အခန်းများရင်များတယ်လို့ပြင်ပန်းတယ်ဒါပေမဲ့ပြင်ပန်းရဆိုတာတတိလုံးပြင်ပန်းတာတော့မဟုတ်ဘူးမနေ့ပိုင်းပြအားပြောရင်မနေ့ပိုင်းပြင်ပန်းတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ housekeeping တွေကသမီးစားခြင်းပုံမှန်မရှိဘူးမနေ့ပိုင်းမှာအခန်းချက်ပေါက်ထွက်တဲ့အခန်းမှလည်းမရလုပ်ပြီးမှကျွန်တော်သမီးစားခြင်းချောင်းများအောင်မယ်ဆိုလို့ရှိရင်တခါကြလို့ရှိရင်2နာရီခွဲတဲ့ထိဖြစ်သွားနိုင်တယ်အများဆုံးဆိုလို့ရှိရင်3မှတ်တင်ဖြစ်သွားတယ်ခါကြလို့ရှိရင်အခန်းများတယ်ချက်ပေါက်ထွက်တဲ့အခန်းတွေကနောက်ကျမှထွက်မယ်ဆိုလို့ရှိရင်ဒါနောက်ကျရင်မှပဲသမီးစားရတာညနေပိုင်းကျတော့နည်းနည်းလေးတတာဝါအေးအေးဖြစ်သွားတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ပြန်တက်တဲ့ချိန်ဆိုလို့ရှိရင်6ခန်းနေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ပြန်တက်လာတဲ့ချိန်ဆိုလို့ရှိရင်နည်းနည်းပါတန့်ရှင်းလောက်ကြရှိအောင်လုပ်မယ်လိုပြီးဒီမှာကျွန်တော်ပစ္စည်းလေးမောင်းတိုက်မညာလို့ဟိုတက်လာမှဆိုလို့ရှိရင်ကျွန်တော်တို့ပစ္စည်းတွေမနေ့ပြန်တက် ready ဖြစ်အောင်ပစ္စည်းတွေပါလေဖြည့်ရတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့တုံးလာတဲ့ဒီမှာ coffee တွေကျွန်တော်တနည်းကုန်တုံးလာတော့ coffee တို့ရေတို့တာဝါတို့နောက်ပြီးတော့ကျွန်တော် brush တို့ toothpaste တို့ tissue တွေအစအကုန်လုံးပေါ့ခြေတွေအစအကုန်လုံးပြန်ဖြည့်ရတာဒါမျိုးလို့နော်ကျွန်တော်ပြရအောင်နောက်ဆိုလို့ရှိရင်ဒါမျိုးတွေကိုကျွန်တော်ကမနေ့ပြန်တက် ready ဖြစ်အောင်ပြန်ဖြည့်လိုက်ရတာဒါလိုရင်းလေးကိုဖြည့်လိုက်ရတာနော်နောက်ဆိုလို့ရှိရင်ဒါမနေ့ပြန်တက် ready ဖြစ်အောင်ကျွန်တော်ဖြည့်လိုက်ရတာနောက်ဆိုလို့ရှိရင်သွားတိုက်တန်လို့နောက် coffee တွေရှိနေသွားတိုက်တန်ရှိနေ tea ရှိနေဒီလိုချမ်းဆိုလို့ရှိရင်ကျုပ်ရှိနေကျွန်တော်တို့ shower cap လို့ခေါ်တဲ့ကျွန်တော်တို့ဒီခေါင်းရေချိုးလို့ရှိရင်ခေါင်းမှာစွတ်တဲ့ shower cap တွေအကုန်လုံး PC တွေပြန်ဖြည့်မနေ့ပြန်တက် ready ဖြစ်အောင်ဖြည့်ရတယ်တလားမှာဒီအလုံးနဲ့တလားမှာ20နဲ့2သိန်းဒီမှာဝင်20နဲ့2သိန်းရပါတယ်ခင်ဗျာဒါကမလေးရှားမှာကျွန်တော်လုပ်နေတာပေါ့နော် housekeeping တိုင်းဒီလောက်ရလားဆိုတော့လည်းမတူဘူးဗျဟိုတယ်တစ်ခုနဲ့တစ်ခုပေးတာချင်းလည်းမတူဘူးကျွန်တော်တို့ကတော့ဒီနေ့မှာလုပ်ချိန်ကမနေ့8နာရီကနေစောင့်ဝင်ပြီးတော့ခဏကျွန်တော်ပြောလို့တမင်းစားချိန်တနာရီနားလို့ရှိတယ်ဒါပေမဲ့နားတဲ့ချိန်ကပုံမှန်မရှိဘူးမနေ့8နာရီကစောင့်ဝင်အလုပ်လုပ်ပြီးတော့တမင်းစားချိန်တနာရီနားညနေ9နာရီထိလုပ်လာ9နာရီပြီးရင်ကျွန်တော်တို့ပြန်တလေးစားပေါ့ဒါကိုပြန်မြကျွန်တော်တလားစားညီမငွေ22သိန်းရပါတယ်ခင်ဗျာခင်ဗျားတို့ရောမလေးရှားမှာလုပ်နေတာဆိုလို့ရှိရင်ဘာလုပ်ပြီးတော့လမ်းစာတွေဘယ်လောက်ရကြလဲကျွန်တော်ကွန်မန့်အောက်မှာချက်ပြပေးတော့လို့ရပါတယ်ကျွန်တော်တို့မလေးရှားမှာလာရောက်ကြိုးစားလုပ်ကိုင်နေတဲ့အလုပ်သမားတွေဖြစ်ချင်းခွန်အားရှိအောင်လာပြီးတော့တယောက်တိုင်ပင်ဆွေးနွေးတော့လို့ရပါတယ်ခင်ဗျာမတိရတွေရှိရင်လည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးတော့လို့ရပါတယ်ခင်ဗျာနောက်လာမယ့်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးမလေးရှားလုပ်နေတဲ့အတွေ့အကြုံတွေနဲ့နောက်ပြီးတော့ကျွန်တော်ဒီ housekeeping နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကျွန်တော်လုပ်ခဲ့ပြီးလုပ်နေတဲ့ပတ်သက်တဲ့အတွေ့အကြုံတွေပြန်ပြီးရှင်းရတော့မှဖြစ်တော့ကြောင့်ဒီမလေးရှားအတွေ့အကြုံနဲ့ပတ်သက်ပြီးသိရှိနေတာတွေရှိလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူး